လက်တွဲပေါ်အချင်းချင်းအရင်ချုပ်ကင်မိနေသလားတတိထားပါအဲ့ဒါကအချစ်ကိုတတ်နေတာမျိုးဖြစ်နိုင်ပါတယ်အားလုံးပဲမင်္ဂလာပါလက်အသစ်မြန်မာနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Nicky ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကဘာကျော်ကဗျာဆရာကြီး Khalil Gibran ရဲ့ The Prophet ဆိုတဲ့ကဗျာစာအုပ်လေးထဲမှာအချင်းနဲ့ပတ်သက်ပြီးတော့အကြံဉာဏ်ပေးထားတာလေးရှိပါတယ်အဲ့ဒါလေးကိုဒီနေ့ကျွန်တော်ဘာသာပြန်ဖတ်ပြပေးပါမယ်ဒီကဗျာလေးထဲမှာဗာရေးထားလေးဆိုတော့အတူတူရှိနေကြပါဒါပေမဲ့ကြားထဲမှာနေရာလုံးလေးတွေခြံထားကြပါတဲ့ဒီကဗျာလေးရဲ့ဆိုလိုရင်းကတော့အပင်နှစ်ပင်ဟာအရင်နီးကပ်နေလို့ရှိရင်ကြီးထွားဖို့ခက်ခဲသလိုအချစ်ရေးမှလည်းတယောက်ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုတယောက်ကလေးစားပြီးမှပို့ပြီးတော့ချို့မြိန်နဲ့ပို့ပြီးတော့ပျော်စရာကောင်းတဲ့အချစ်ရေးမျိုးကိုပိုင်ဆိုင်နိုင်ပါလိမ့်မယ်တဲ့ဟုတ်ကဲ့ပါအခုလိုမျိုးဗီဒီယိုလေးကိုကြည့်ချင်နေဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and follow လေးလုပ်ထားပေးဖို့လည်းမမေ့နဲ့အောင်เนาะအားလုံးပဲ see you next video